လေးမလေးတယောက်ကဘာမသိညာမသိနဲ့နနကားကြီးရဲ့ခေါင်းကိုကင်ကြည့်ချင်ခဲ့တာပါ။နဂါးကြီးကလည်းမျက်လုံးလေးမိတ်ပြီးကျင်နာစွာနဲ့ကင်ခွင့်ပြုခဲ့ပေမဲ့အဲ့ဒီအချိန်မှာပဲကလေးမလေးရဲ့အဖေရောက်လာပြီးထိတ်လန့်တကြားနဲ့ပွေ့ချီကထွက်ပြေးသွားပါတော့တယ်။ဒီနဂါးကြီးကိုမြင်ဖူးတဲ့သူဟာကန်ဆာရာတွေတစ်သက်လုံးပွင့်လန်းတက်တယ်လို့ဆိုကြပါတယ်။တကယ်တော့ဒီကောင်မလေးရဲ့နာမည်ကရေမန်ဖြစ်ပြီးမုံတိုင်းခံတဲ့ညတညမှာမွေးဖွားခဲ့တာပါ။သူမကိုမွေးဖွားချိန်မှာအသက်မရှူခဲ့တာကြောင့်အဖေဖြစ်သူကနနဂါးကြီးစီအသေးအတန်ဆူတောင်းခဲ့ရပါတယ်။အကယ်၍ကလေးလေးသာအသက်ရှင်ရင်တစ်သက်လုံးကောင်းမှုကုသိုလ်တွေပဲလုပ်ပါမယ်လို့တစ္ဆာဆိုခဲ့တာပါ။အဲ့ဒီအချိန်မှာပဲပင်လယ်ထဲကနေရှားပါလာတဲ့နဂါးအကြီးကွန်အလင်းနဲ့တစ်ခုထွက်ပေါ်လာပြီးကလေးလေးရဲ့ကိုယ်ထဲကိုချက်ချင်းဝင်ရောက်သွားကအနက်ရောင်နဂါးကြီးတစ်ကောင်လည်းထွက်ပေါ်လာပါတယ်။နနဂါးရဲ့တန်ခိုးစွမ်းအားကြောင့်ကလေးလေးဟာရုတ်တရက်အော်ငိုပြီးအသက်ရှင်ခွင့်ရသွားခဲ့ပါတယ်။ကလေးလေးငိုတန်ကိုကြားတော့မှနဂါးကြီးလည်းစိတ်အေးသွားပြီးပင်လယ်ရေနက်ပိုင်းထဲကိုပြန်ငိုရှိုးသွားခဲ့တာပါ။အနှစ်20ကြာတဲ့အခါမှာတော့ရေမန်လေးဟာနတ်သမီးလေးလိုအရန်ကိုလှပတဲ့မိန်းမလေးဖြစ်လာခဲ့ပြီးသူမကိုလာပိုးပန်းနဲ့ချမ်းသာတဲ့သူတွေဘလောက်ပဲရှိရှိသူမစိတ်မဝင်စားပဲညှင်းပယ်ခဲ့ပါတယ်။လူတွေကလာပြီးအရန်နှောက်ယှက်လွန်းတာကြောင့်သူမဟာအုတ်တိုင်းကိုကြော်ပြီးထွက်ပြေးခဲ့ပါတော့တယ်။ထွက်ပြေးရင်းနဲ့ထူဆန်းပြီးတင်းငိမ်လွန်းတဲ့ကောင်လေးတစ်ယောက်ကိုတွေ့ပြီးငိမ်မောရင်လဲကျသွားခဲ့ရတာပါ။အဲ့ဒီအချိန်မှာသူမလက်ထဲကကလေးမလေးပုံပကြီးလေးလေးလွတ်ကျသွားပြီးကောင်လေးကကောက်ယူလိုက်ပါတယ်။သူကဒီကလေးကိုနှစ်ပေါင်းများစွာတီးခဲ့တယ်လို့ခံရတာကြောင့်ဒီကလေးမလေးကဘယ်မှာနေလဲလို့မေးပါတော့တယ်။ဒါပေမဲ့ရေမန်ကတော့ဘာမှပြန်မပြောဘဲပြက်ပြက်တသားညှင်းဆိုခဲ့ပါတယ်။နောက်တစ်ခဏမှာတော့သူကသူမရဲ့လက်ကိုဆွဲပြီးမျက်စိတမိတ်အတွင်းကန်းချေကိုခေါ်ဆောင်သွားခဲ့တာပေါ့။ပကြီးကအကြောင်းထပ်မေးပေမဲ့သူမကနှုတ်ဆက်နေတော့မို့သူကရေမန်ကိုရေထဲတွန်းချလိုက်ပါတော့တယ်။သူမရေထဲနစ်မြုပ်သွားတဲ့အခါကျမှသူကပြန်ကယ်ပြီးကန်းချေပေါ်ကိုဆွဲတင်ခဲ့ပါတယ်။တကယ်တော့ဒီကောင်လေးကငငယ်တုန်းကကောင်းချီပေးပြီးအသက်ကယ်ခဲ့တဲ့နနဂါးကြီးကိုယ်တိုင်ပါပဲ။အခုတော့နဂါးကြီးဟာသူပေးခဲ့တဲ့တန်ဖိုးရှိတဲ့အရာကိုပြန်လည်တောင်းခံဖို့အတွက်လူပြည်ကိုပြန်ရောက်လာခဲ့တာဖြစ်ပါတော့တယ်။